ရှိချမ်းသာစိတ်ချမ်းသာ၍တို့ရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားရွှေလေးမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောချသောတက္ကိစ္စကာရဝပနာမကုသိုလ်စေရနာဖြားဖြားတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အားဗလပြေဝခြင်းဉာဏ်ပညာကြီးခြင်းအစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနှင့်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်ဆောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအဟံဗန္တိဣတရဏိနတဟအဝိင်္ဂသမနာကတံဥပောတထသီလံအမံယာသာမိအနုဂဟံကတဝါလန္တိထဝိပန္တိဒုတိယမိအဟံဗန္တိဣတရဏိနတဟအဝိင်္ဂသမနာကတံဥပောတထသီလံအမံယာသာမိအနုဂဟံကတဝါလန္တိထဝိပန္တိတတိယံပိအဟံဗန္တိဣတရဏိနတဟအဝိင်္ဂသမနာကတံဥပောတထသီလံအမံယာသာမိအနုဂဟံကတဝါလန္တိထဝိပန္တိသမဟံဝဒာမိတံဝတိထမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတရဏဂမနံပရိပုဏ္ဏံအနာတိပါဒဝိရမဏိသိက္ခာပရံသမာဓိယာမိအာဒိဏဒါနာဝိရမဏိသိက္ခာပရံသမာဓိယာမိ
Abhyama Sariya Viramni Dekavaran Tamadhiyami Udavada Viramni Dekavaran Tamadhiyami Suramiraya Misa Pamada Thana Viramni Dekavaran Tamadhiyami Vigala Bodhana Viramni Dekavaran Tamadhiyami Nisa Hida Wadida Vituka Katana Alaganda Vilipana Karana Mandana Vivudana Thana Viramni Dekavaran Tamadhiyami Osadena Mahadena Viramni Dekavaran Tamadhiyami Vidada Gadina Siddhata Avapanda Buddhidu Karitava Viharana Tamadhiyami Vidada Gadina Vidanishino Siddhata Achusibago Ulado Seipshin Avapanda Buddhidu Cheme Odom Odom Yazwa Adwadu Bonai Redava Dana Zilaya Viharana Chindong Nithayong Avana Chingongu Tamadhiyami Kaunza Jivu Ayu Sadibai Idami Dilam Eganata Visayo Hodu Idharani Nataha Navenga Tamanagadam Ubodhata Dilan Daman Tarugan Kadawa Apamadi Natambadita